လဲပြောအခုကျွန်တော်အင်္ဂလိပ်ပြောလိုက်တာ non the perfection apply skills it's me bye me အန်ဒီဘာလဲပြော ဆိုရဘလို့မြန်မာလိုပြောလဲစိတ် အန်ဒီ မင်းနေတော့မင်းနေတော့မင်းနေတော့တောင်းသားတွေမင်းနေတော့ကစ်ကလေးတွေပညာရှာပြီးတော့တိုင်းပြည်ကိုမောင်းနေမဲ့အစင်လာပါရှိတယ် မင်္ဂလာပါမေလို့ရေ အေးမင်္ဂလာပါညီကျွန်တော်ကျောင်းကိုနောက်မှပြောပြမယ်အရေးကြီးတဲ့တစ်ချက်ကတော့ရင်ထဲကြံရမယ်ဆက်ဆက်လူသွေးပြတွေနဲ့တိုင်းပြည်ကိုလူညွန့်သုံးအောင်ဓာတ်ထုတ်ပေးတာကွက်တစ်ခုဆင်နွှဲခံရတယ်သူတွေရောင်းလည်းမသိကျင်တဲ့ညီဘယ်ကထွက်လည်းမသိကျင်တဲ့ညီဘာအကြောင်းနဲ့မှမသိကျင်တဲ့ညီတို့လည်းအခြေအနေအိမ်ကိုရောပတ်စံနေပုံမှန်ရောပုတ်ပြသိခဲ့ရလားဒီစေအောင်တရားပြီးတော့သုံးသားသာချိုးထုတ်လို့ဒီသားတော့မပုတ်ပြသိခဲ့ပါစိတ်ကမကြနဲ့ကြိုးစားกว่าကြီးလောကကြီးကိုရိုးသားกว่าကြီးအလုံးနားအချိန်စာအုပ်သာဖတ်နေအသိပညာဖြည်းဖြည်းနဲ့တိုးပွားလာပြီဟုတ်ကဲ့ပါဆရာကျွန်တော်ပါကျေးဇူးတင်ပါတယ်ဒီမှာကြည့်ကွာကိုပြောပြမယ်ကမ္ဘာမြေပုံကိုတိတ်ချလာကြည့်တယ်အကိုနိုင်ငံပထဝီနေထားရရန်ကိုရေးကြည့်တဲ့နေရာမှာရှိတယ် ဒီမေလို့ဟာဆိုရင်တော့ပြောသမျှတွေကစောက်ကြီးစောက်ကျယ်နေနဲ့စောက်ရုပ်ကြီးတော့စောက်ရမှမတန်ဘူးအဲကြောင့်ဒီမေလို့ဖင်ဝိုင်းလို့ပလိုက်ကွာပတ်စံနေတယ်ပေါ်မှာကျဲ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 စီးပွားပြတ်တော့အမနဲ့ရောက်စံဟင်းပညာရေးမှာအလုံးဝင်လုပ်တယ်အမေတနိုင်ပရင်မော်မှာထမင်းချက်ဖို့အထုပ်ပြင်တော့လဲရေးကြည့်ပြီးတော့မျက်ရည်ပါပြုတ်ကြခဲ့တယ်ဘယ်ကနေတက်လာပြီးလူရရေးပင်မန္တလေးကရပါထဲမှာဂျီဖိုင်ယာကတရွေးစင် ခုလာအဲ့ဘာလို့တို့လည်းမန္တလေးလားဆိုတော့ဝိုင်းထိုးတော့တာ ကဲမင်းပါစက်ကလေးနဲ့တီလုံးလေးတီးကြည့်အနိုင်မကျင့်ကြပါနဲ့ဗျာ